လုံခဲ့တဲ့2လလောက်ကစပြီးတစက်တဲ့တစက်နဲ့ဒီကြောက်ပူကောင်းတဲ့ကိစ္စတွေဟာစက်တိုက်ဖြစ်လာခဲ့တယ်ဗျ။ဒါထဲမှာမိုးဆိုးကြီးတူဖြစ်တဲ့ဦးကျော်နေဆိုတာရှိပါတယ်။ဦးကျော်နေဟာပုံမှန်တိုင်းပဲညနေဆောင်အချိန်မှာတောထဲကိုအမဲလိုက်ဖို့အတွက်ဒိုမီတနက်ကိုလွယ်ပြီးရွာထဲကနေစထွက်လာခဲ့ပါတယ်။ရွာထဲကနေထွက်လာခဲ့ပြီးတောကြီးထဲကိုစောက်ဝင်လာတော့မောင်ရိပ်စတန်းနေခဲ့ပါပြီ။ဒီလိုနဲ့တဖြည်းဖြည်းတောနဲ့လာတာနဲ့အမျှတောထဲကငှက်တန်းတွေနဲ့တောခွေးဟောင်းတန်းတွေလောက်ပဲတစ်ချက်ကြားနေကြရပါတယ်။ဦးကျော်နေအတွက်ကတော့ဒါမှအမဲလိုက်တဲ့နေ့တနေ့ပဲမို့ဒါတွေကိုအာယုံမရပဲအမဲလိုက်စင်လောက်ထားတဲ့အပင်စီကိုသာဦးတီပြီးဆက်ရှောင်နေခဲ့တယ်ဗျ။နောက်မှာအရေးမမဲကြီးတစ်ခုဟာခလန်းလန်းကပါလာခဲ့ပြီးခြေတံတစ်ချက်ကြားနေရတာကိုဒုတဲ့တတိထားမိခဲ့ပါတယ်။ဒါပေမဲ့ဒေါ်လိုက်ထွက်နေကြမိုးဆိုးတယောက်အနေနဲ့ကဒေါကောင်ရှောက်တန်တို့တွေးပြီးတော့အမှုမဲ့အနမ်းမဲ့ဖြစ်နေခဲ့ပါတယ်။မကြာခဲ့ပါဘူး။အမောင်ရေးကြတဲ့တစ်ပင်ကြီးတစ်ပင်အောက်လေရောက်ရောဇောနကသူ့နောက်ကပါလာတဲ့အရေးမမဲကြီးကသူ့အပေါ်ခေါ်အောင်တာကိုခံလိုက်ရပါတော့တယ်။ရုတ်ရက်ကြီးမားတဲ့ခွန်အားကြီးနဲ့ဒေါ်လက်ခံလိုက်ရလို့အယုတ်ကျုပ်ပြတ်နေပဲဦးကျော်နေတယ်လဲကြလို့တော့ခဲ့ပါတယ်။ဒါမှန်လူပဲဖြစ်ဖြစ်ဒေါကောင်ကြီးပဲဖြစ်ဖြစ်အကောင်အထည်မြင်ရရင်တော့သူ့မှာဘားတွေကြားတွေပြန်နဲ့တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ဦးကျော်နေကလက်ဆောင်ထက်တဲ့တွန်းပြီးတွန်းမှုလက်ချက်တဲ့နဲ့ပြောင်းအပြတ်ရှင်းနိုင်ပေမဲ့အခုခါအရေးတက်မှုဘယ်လို့မှပြန်ခုခံမလုပ်နိုင်တဲ့အခြေအနေနဲ့ကြုံတွေ့နေရတယ်ဗျ။ပြန်အာယူပြီးထားမယ်လို့တော့လေသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာအင်အားကြီးတဲ့တစ်ခုခုကတက်ဖီတာလို့နဲ့ထားရမရပဲရုံရင်ကန်ရင်နဲ့သာအအင်ကုန်ခန်းလို့လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဦးကျော်နေကိုမမြင်ရတဲ့အကောင်ကြီးကရိုက်နဲ့ထူရနေပြီးတစ်တန်ရဲထွက်နေတာနောက်ဆုံးမှာတော့ဓာကောင်တကောင်လိုကိုချစ်ကြိုက်ခဲ့ပြီးစားတော့တာခံလိုက်ရတယ်ဗျ။ဦးကျော်နေဟာဘယ်လောက်ပဲအော်ဟစ်အကူကြီးတောင်းအဲ့ဒီနေ့မှာတောထွက်သူကသူ့အပြင်းမရှိတော့ကိုကြရမဲ့ဖြစ်ပြီးကွယ်လွန်တော့ကြရရှာပါတယ်။အဲကောင်ကြီးဟာလူသားကိုမယံမနာနဲ့အာဘတရကြိုက်ဖြတ်စားတော့လို့နေခဲ့ပါတယ်။စားလောင်နေတဲ့အကောင်ကြီးဟာနောက်ဆုံးမှာတော့တားကောင်ကိုအားရပါရကြိုက်ဖြတ်စားတော့နိုင်ခဲ့လို့ဂျင်းနဲ့နေတဲ့ပုံစံနဲ့ဒေါ်ထဲမှာဟိမ့်ထွက်နေအောင်ဆူဆူဝါကုတ်အော်ခဲ့ပါသေးတယ်။နောက်မှာတော့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုချမ်းသာရစ်ခဲ့ပြီးအမောင်ရည်ထဲကိုဝင်သွားကတဖြည်းဖြည်းနဲ့ကြောက်ွယ်လို့တော့ခဲ့ပါတော့တယ်။ဒီအမြင့်သည့်အကောင်ကြီးနဲ့ဇလန်ဟာဦးကျော်နီနဲ့စတင်ခဲ့ပြီးတဲ့နောက်မှာတော့တယောက်ပြီးတယောက်ဓာကောင်ကြီးရဲ့လက်ချက်နဲ့အသက်မပါပဲရွာပြန်ရောက်လာခဲ့ရပါတော့တယ်။ဓာကောင်ကိုအမဲလိုက်ခဲ့တဲ့မိုးဆိုးတွေဟာတစ်ဖက်အမဲပြန်လိုက်ခံနေရပြီးဓာကောင်ဘဝကိုရောက်ခဲ့တယ်လို့တော့ပြောလို့ရတယ်ဗျ။ဦးကျော်နီကိုဒါမှန်ပျောက်သွားတယ်ထွက်သွားတယ်ပဲထင်ခဲ့ကြပြီးဂျန်နဲ့မိုးဆိုးတွေကလည်းပုံမှန်အတိုင်းပဲတောလိုက်ထွက်ခဲ့ကြပါတယ်။အေးလည်းပဲထွက်တဲ့သူတွေအပြောမှာတော့ဘာမှထူးခြားတာမကြုံခဲ့ရဘူးလို့ဆိုကြပါတယ်။ထူးခြားတာကတော့ညဘက်တောလိုက်ထွက်တဲ့သူတိုင်းကတော့ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ကြပါဘူး။ညဘက်ဆိုရင်လည်းဇာရှိတဲ့မိုးဆိုးတွေကတောလိုက်ထွက်လေရှိခဲ့ကြတာပါ။ဦးကျော်နီကိစ္စတွေဖြစ်တော့မိုးဆိုးတဲ့အားကြီးတဲ့သားကောင်ကြီးထင်ပြီးမိုးဆိုးမာနနဲ့မခံချင်စိတ်ထားကြမာနထိကြိုက်တယ်ပြောကြပြီးအဲ့ဒီသားကောင်ကြီးကိုကိုယ်တိုင်တွားရနှိမ့်နေဖို့စိတ်အားထက်တန်ခဲ့ကြတယ်ဗျ။သားကောင်ကြီးကိုတွေ့ရင်အမဲဖြစ်မဲ့ဟစ်ဆိုပြီးထွက်လာခဲ့ကြတာများပါတယ်။ဒါနဲ့ပဲလုံးအစပြောက်သူကပြအသက်မဲ့တဲ့ခန္ဓာကိုယ်နဲ့မရှုမလပြန်လာရသူတွေနဲ့အဖြစ်ဆိုးတွေဟာစက်တိုက်ဖြစ်လာခဲ့ပါတော့တယ်။